မင်္ဂလာပါရှင်ကျမကတော့မေတ္တာဆိုင်အိမ်အခန်း101ကအမေကော့ဆိုင်ဖြစ်ပါတယ်ကလေးတွေမှာလေအမူအရာလေးတွေအရန်ကိုပေါ့နော်ရောက်စားကနေမတူဘဲနဲ့ပြောင်းလဲမှုတွေရှိလာပါတယ်ပေါ့နော်တဖြည်းဖြည်းနဲ့သူတို့တွေကရင်ကျက်လာတဲ့အပိုင်းကိုတွေ့ရပါတယ်ပြီးတော့တယောက်နဲ့တယောက်စကားများရင်ဖြစ်တာမရှိတော့သလိုတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့ပျော်ပျော်ရွှင်ရွှင်လေးအများကြီးတိုးတက်ပြောင်းလဲလာတာကိုလည်းတွေ့ရပါတယ်တနေ့တာမှာဆိုလို့ရှိရင်မနက်စောစောအိပ်ရာထပြီးတော့မှပေါ့နော်မနက်9နာရီအိပ်ရာထပြီးလို့ရှိရင်စပြီးတော့မှတနေ့တာလှုပ်ရှားမှုတွေကိုဆောင်ရွက်ပါတယ်အဲ့တော့ညနေစာစားတဲ့အချိန်မှာတော့အတူတူပြန်ပြီးတော့မှဆုံပါတယ်မိသားစုညနေည7နာရီခွဲလောက်ဆိုလို့ရှိရင်တော့မိသားစုအတွေ့အဆုံစကားဝိုင်းရှိပါတယ်ည9နာရီကနေပြီးတော့မှ10နာရီခွဲအထိသူတို့ကစာဖတ်ချိန်ရှိပါတယ်စာဖတ်ချိန်မှာလည်းပဲကလေးတွေမေးတဲ့စာလေးတွေသူတို့မရတာလေးတွေရှိရင်လည်းပဲအိမ်စာတွေလုပ်ကူတာလေးတွေတော့ရှိတာပေါ့အဲ့လိုအချိန်လေးမှာဆိုရင်တော့ပျော်ရွှင်ရပါတယ်ကျမမှာအပျော်ဆုံးအချိန်လေးက2ခုရှိတယ်ပေါ့နော်ကလေးတွေကျောင်းကနေပြန်လာပြီးတော့မှအစင်တပြေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လာပြီးတော့မှလာနှုတ်ဆက်တဲ့အချိန်လဲအင်မတန်ပျော်ပါတယ်ပြီးတော့ကလေးတွေနဲ့မိသားစုအတူတူအပြင်ထွက်ပြီးတော့မှသွားလဲတဲ့အချိန်တွေဆိုရင်လည်းပဲအရန်ကိုပျော်ရွှင်ရပါတယ်ကလေးတွေပေါ့နော်ကျမရဲ့ကလေးလေးတွေကိုကျမကလေသူတို့အရန်ကိုမျှော်လင့်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်အများကြီးသူတို့မျှော်လင့်ပါတယ်ပြီးတော့သူတို့ဒီပညာအားဖြင့်အသက်မွေးဝမ်းကြောင်းနိုင်တဲ့အထီကိုပေါ့နော်ကျမမျှော်လင့်ချက်ထားပါတယ်နောက်တစ်ခုကသူတို့ကိုရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာကျန်းမာပျော်ရွှင်ပြီးတော့မှကျန်းမာစွာနဲ့ကြီးထွားလာဖို့ကိုလည်းကျမကမျှော်လင့်ပါတယ်